မိမတွေကမကောင်းတာမဟုတ်ပါဘူးခင်ဗျားတို့ကစောက်မကြသေးတာပါကျွန်တော်လူငယ်တော်တော်များများမှာရှည်ရွယ်ချက်တွေအိမ်မက်တွေဖြစ်ချင်တာတွေတခုတည်းမဲ့ကရှိတတ်ကြပါတယ်အဲ့ဒါတွေကိုလက်တွေ့အကောင့်တွေဖော်ဖို့လဲစူးစမ်းနေကြပါတယ်ပြီးတော့လက်တွေ့အကောင့်တွေဖော်တဲ့အချိန်မှာကျွန်တော်တို့တွေကြုံတွေ့ရမယ့်ပင်ပန်းမှုတွေအထီးကျန်မှုတွေအဲ့လိုဆင်းရဲဒုက္ခတွေအများကြီးရှိတယ်ဆိုတာလဲကျွန်တော်တို့သိကြပါတယ်ဒီဆင်းရဲဒုက္ခတွေကကျွန်တော်တို့လူငယ်တော်တော်များများကြုံတွေ့ရမှာကြောက်ဆုံးရကအထီးကျန်ခြင်းပါကျွန်တော်တို့ကတယောက်တည်းနေရတာသဘောကျဆုံးလို့ပြောတတ်ကြပါတယ်။ဒါပေမဲ့တယောက်တည်းရှိနေတဲ့အခါမျိုးမှာကျွန်တော်တို့ရဲ့ဖုန်းနဲ့တစ်စုံတစ်ယောက်ကိုဆက်သွယ်နေရမျိုးပဲဖြစ်ဖြစ် social media ပေါ်မှာအချိန်ဖြုံးနေရမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အထီးကျန်မှုတွေကိုတတိမထားမိအောင်ကျွန်တော်တို့မျိုးစုံလုပ်နေတတ်ကြပါတယ်။ဒီလိုနဲ့တစ်ဖက်ကကျွန်တော်တို့အိမ်မက်တွေကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေတစ်ဖက်ကအထီးကျန်မှုကိုကြောက်တဲ့ကျွန်တော်တို့ရဲ့စိတ်ဒီနှစ်ခုကိုပေါင်းဖို့အတွက်ကျွန်တော်တို့တွေကကျွန်တော်တို့ကြိုးစားတာကိုစောင့်ပါမယ်။ကျွန်တော်တို့စူးစမ်းနေအောင် supporting ပေးပါမယ်ဆိုတဲ့လူတယောက်မျိုးလိုချင်လာတတ်ကြပါတယ်ဒီလိုမျိုးရှာရင်နဲ့ခင်ဗျားကန်ကောင်းပြီးတော့တွေးသွားလို့ခင်ဗျားတို့အဆင်ပြေသွားတာမျိုးလည်းရှိကောင်းရှိနိုင်ပါတယ်ဒီလိုမျိုးကျွန်တော်တို့အတွက်မတွေးလာသေးတဲ့အခါမှာမိမတွေကအောင်မြင်သွားမှသာလိုချင်ကြတာမိမတွေကအလွယ်ကြိုက်ကြတာမိမတွေကတရားမှမကောင်းဘူးဆိုတဲ့ခံစားချက်မျိုးကျွန်တော်တို့စိတ်ထဲမှာဝင်လာတတ်ကြပါတယ်ဒီနေရာမှာကျွန်တော်ပြောပြစရာတစ်ခုရှိပါတယ်အဲ့ဒီမိမနေရာမှာဒါကျွန်တော်တို့ရဲ့ဆွေမျိုးကျွန်တော်တို့ရဲ့အမကျွန်တော်တို့ရဲ့နှမဆိုရောဒီလိုပေါင်းမွေးတဲ့အတွေးတွေကိုရှေ့မှာထားပြီးတော့အရေးကြီးတဲ့အရာတွေကိုနောက်မှထားတတ်တဲ့စောက်လဲကောင်းနေတဲ့လက်ထဲကိုခင်ဗျား action မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တတိပေးချင်တာကကိုအရင်ဖိုးကတ်ထားပါအရေးကြီးတဲ့အရာတွေကိုအရင်ဖိုးကတ်ထားပါကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာ like ခံစားမနေပဲနဲ့ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့အရာတွေကိုဘယ်လိုမျိုးပို့ပြီးတော့ကောင်းအောင်လုပ်လို့ရတယ်ဆိုတာကိုကျွန်တော်တို့စဉ်းစားရပါမယ်လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ပေးဆက်မှုတွေလိုအပ်တဲ့အထီးကျန်မှုတွေကိုကောင်းကောင်းပေးဆက်ပါအဲကြောင့်ကျွန်တော်ပြောချင်တာမိမတွေကမကောင်းတာမဟုတ်ပါဘူးကျွန်တော်တို့ရစောင့်သုံးကြဖို့လိုအပ်နေသေးတာပါ